အားလုံးပဲမင်္ဂလာပါဗျဒုတိယဝါဒနာရှင်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေဗျအခုဗီဒီယိုလေးကတော့24ရက်3လ2025တင်းနှလာနေ့အဖွင့်နေ့မနက်ပိုင်းအတွက်တက်တကွက်ကောင်းလေးနဲ့ရန်ကွက်လေးတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ဗျ channel လေးကိုလည်း subscribe နှိပ်ထားနိုင်ပါတယ်ဗီဒီယိုလေးမှာလည်းလက်မလေးတွေနှိပ်ပြီးသွားကြပါအောင်ခင်ဗျာအမြင့်တာရက်ခံခြင်းဖြစ်ပါတယ်ဗျအခုတွေ့နေတဲ့ကက်လေးကတော့ကျွန်တော်ညပိုင်းမှာလည်း post တင်ထားပါတယ်ဗျာနော်24ရက်ကနေ26ရက်3လ2025အထိပေါ့နော်ဦးမကျော်လေးလုံးအခွေဖြစ်ပါတယ်အဘူးမပါဘူးဗျဒါလေးကိုကျွန်တော် post တင်ပေးထားပါတယ်ဗျာနော်အဲ့ဒီလေးလုံးကတော့1408ဖြစ်ပါတယ်1408ကျွန်တော်အဘူးမပါလေးလုံးအခွေလေးဖြစ်ပါတယ်အောက်ဘက်မှာတော့ကျွန်တော်အနီအောင်လေးနဲ့ခွေပြထားပါတယ်ဗျာနော်1418 4948ဖြစ်ပါတယ်ဒီကလေးကတော့24ရက်နေ့ကနေ26ရက်ကျွန်တော်တို့ဗုဒ္ဓဦးမကျော်မွေးကနန်းတကွက်ပါဗျဗုဒ္ဓဦးမကျော်မွေးကနန်းတကွက်ထဲပါခင်ဗျာဒီကလေးကိုတော့အောင်မအစဉ်ပြေတလောက်တာပေးနိုင်တဲ့ပုံစံလေးနဲ့ကျွန်တော်ပေးသွားမှာဖြစ်ပါတယ်ဗျတကွက်ထဲဆိုတော့လွယ်မှာမဟုတ်ပါဘူးဒါကြောင့်မို့အမားမှန်ရှိမယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေကအမားမှန်လဲလက်ခံနိုင်နေကျွန်တော်တတ်မှတ်ထားတဲ့ကြီးပုံစံလေးနဲ့အစဉ်ပြေတယ်ကျင်းတဲ့ဆိုရင်တော့အောက်ကနံပါတ်လေးတွေကနေဆက်တွဲပြီးတော့လာရောက်ကန်ဆက်နိုင်ပါတယ်3993459821ဒီနံပါတ်လေးကတော့ရေးထားတဲ့နေရာကနေပဲဆက်တွဲပါ Telegram ရှိတဲ့မိတ်ဆွေများကတော့398866532928အဲ့ဒီကနေဆက်တွဲပါခင်ဗျာမိမိစန္ဒရှိမှဒါလာယူဖို့ပြောပြရစီဗျာကျွန်တော် site လေးကိုသွားလိုက်မယ်ဗျအခုတွေ့နေတဲ့ site လေးကတော့ကျွန်တော်တို့24ရက်တနင်္လာနေ့အဖွင့်နေ့မနက်ပိုင်းအတွက်ထိပ်ပိတ်တကွက်ကောင်းနဲ့ပြီးရင်ရန်ကွက်လေးတွေဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကတော့ site လေးကိုလေ့လာပြီးမှကြိုက်တယ်ဆိုရင်တော့ဒါလေးတွေကိုရွေးချယ်ပြီးတော့ကန်ဆန်းနိုင်ပါတယ်ဗျထိပ်စီးကတော့ကျွန်တော်တို့ဘဲဥပေါင်းခြင်းကို4000ပေါင်းခြင်းကကျွန်တော်တို့နက်ခတ်လိုက်ဖြစ်မှာဖြစ်ပါတယ်နောက်ပိတ်ပုံစံကတော့ကျွန်တော်တို့4000ပေါင်းခြင်းကိုဘဲဥပေါင်းခြင်းကတူညီပြီးမှနောက်ပိတ်ကိုရမှာဖြစ်ပါတယ်ဗျကျွန်တော်ပြောပြသွားရင်လည်းကျွန်တော်မိတ်ဆွေများသဘောပေါက်မှာဖြစ်ပါတယ်ထိပ်စီးလေးကိုရဖို့ကျွန်တော်ပထမပင်မှာပေါ့နော်အဝါရောင်ကိုကြည့်အောင်ဗျအဝါရောင်ဘဲဥထဲမှာတော့2ခွန်နှလုံးရှိပါတယ်အဝါရောင်ဘဲဥထဲမှာ2ခွန်နှလုံးရှိတယ်အဲ့ဒီနှလုံးပေါင်းခြင်းက9ရတယ်ခင်ဗျာ9ရတဲ့ချင်းအဝါရောင်4000နဲ့က3လုံးကိုပေါင်းကြည့်မယ်ဗျအဝါရောင်4000နဲ့မှာတော့ခွန်ရယ်9ရယ်3ညရယ်3လုံးရှိပါတယ်ဗျခွန်9 3ညအဲ့ဒီ3လုံးကိုပေါင်းလိုက်ရင်တော့6ရပါတယ်အဝါရောင်ဘဲဥပေါင်းခြင်းက9အဝါရောင်4000ပေါင်းခြင်းက696နက်ခတ်တွဲလေးဖြစ်ပြီးမှတုံညထိပ်စီဖြစ်ပါတယ်ဗျတုံညထိပ်စီလေးရတဲ့ပုံစံလေးကျွန်တော်မိတ်ဆွေသဘောပေါက်မယ်ထင်ပါတယ်ဗျကျွန်တော်နောက်ပိတ်ရတဲ့ပုံစံလေးကိုသွားမယ်နော်အပြာရောင်လေးကိုကြည့်မှာဖြစ်ပါတယ်4000တုံးလုံးကိုပေါင်းမယ်ဗျအပြာရောင်4000နဲ့မှာတော့6ရယ်ခွန်ရယ်9ရယ်3လုံးရှိတယ်ခင်ဗျာ6ခွန်9အဲ့ဒီ3လုံးကိုပေါင်းလိုက်ရင်တော့8ရတယ်ခင်ဗျာ8ရတဲ့ချိန်အပြာရောင်ဘဲဥတဲ့ကနှလုံးကိုပေါင်းကြည့်မယ်ဗျအပြာရောင်ဘဲဥထဲမှာတော့9ရယ်3ရယ်နှလုံးရှိတယ်ခင်ဗျာ9 3အဲ့ဒီနှလုံးပေါင်းခြင်းကလည်း8ဆိုပြီးမှတူညီသွားတာဖြစ်ပါတယ်4000ပေါင်းခြင်းကလည်းအပြာရောင်4000ပေါင်းခြင်းကလည်း8အပြာရောင်ဘဲဥပေါင်းခြင်းကလည်း8တူညီပြီးမှကျွန်တော်3နောက်ပိတ်လေးဖြစ်ပါတယ်တုံညထိတ်3နောက်ပိတ်နဲ့တုံည3ပထမပင်ဒီလိုလေးဖြစ်ပါတယ်ဗျဒုတိယပင်ထိပ်စီးလေးရဖို့အတွက်တော့အစိမ်းရောင်ကိုကြည့်မယ်ခင်ဗျအစိမ်းရောင်ဘဲဥထဲမှာတော့ခွန်4နှလုံးရှိတယ်ခင်ဗျာခွန်4အဲ့ဒီနှလုံးပေါင်းခြင်းက1ရတယ်ခင်ဗျာ1ရတဲ့ချိန်မှာတော့အစိမ်းရောင်4000နဲ့က3လုံးကိုပေါင်းကြည့်မယ်ဗျအစိမ်းရောင်4000နဲ့မှာတော့4ရယ်2ရယ်2ရယ်3လုံးရှိတယ်ခင်ဗျ4 2 2အဲ့ဒီ3လုံးကိုပေါင်းလိုက်ရင်တော့8ရပါတယ်အစိမ်းရောင်ဘဲဥပေါင်းခြင်းက1အစိမ်းရောင်4000ပေါင်းခြင်းက8 8ဆိုပြီးမှနက်ခတ်အတွဲလေးဖြစ်ပြီးမှကျွန်တော်နှစ်ထိပ်စီလေးဖြစ်ပါတယ်ဗျထိပ်စီလေးရပြီးနောက်ပိတ်လေးကိုရဖို့အတွက်တော့ပန်းရောင်ကိုကြည့်မယ်ခင်ဗျာပန်းရောင်4000နဲ့မှာတော့8ရယ်2ရယ်6ရယ်3လုံးရှိတယ်ခင်ဗျာ8ရယ်2ရယ်6ရယ်အဲ့ဒီ3လုံးပေါင်းခြင်းက6ရပါတယ်ခင်ဗျာအဲ့ချိန်မှာကျွန်တော်တို့ပန်းရောင်ဘဲဥတွေကနှလုံးကိုပေါင်းကြည့်မယ်ဗျပန်းရောင်ဘဲဥတွေမှာတော့6 3ညနှလုံးရှိပါတယ်6 3ညပေါင်းခြင်းက6ပြန်ရတယ်ခင်ဗျာ
ဘန်ရောင်4000ပေါင်းခြင်းကလည်း6ဘန်ရောင်ဘဲဥပေါင်းခြင်းကလည်း6တူညီသွားပါတယ်အဲ့ချိန်မှာတော့ကျွန်တော်တို့တုံညနောက်ပိတ်လေးဖြစ်ပါတယ်ဗျနှစ်ထိတ်တုံညနောက်ပိတ်နဲ့ကျွန်တော်နှစ်တုံညဒုတိယပင်ဒီလိုလေးပါဗျတတိယပင်ထိတ်စီးလေးကိုရဖို့အတွက်တော့အနီရောင်ကိုကြည့်မယ်ခင်ဗျာအနီရောင်ဘဲဥထဲမှာတော့6ရဲ့9ရဲ့နှလုံးရှိတယ်ခင်ဗျာအနီရောင်ဘဲဥထဲမှာ6 9နှလုံးရှိပါတယ်အဲ့ဒီနှလုံးပေါင်းခြင်းက9ရတယ်ခင်ဗျာ9ရဲ့ချင်းအနီရောင်4000နဲ့က3လုံးပေါင်းခြင်းက9ရဲ့နှစ်ခက်3ဖြစ်ရမယ်ပေါ့နော်ဒါမှလည်းအဝါအစိမ်းနဲ့တူညီသွားမှာဗျအဲ့တော့လောလောဆယ်4000နဲ့မှာအနီရောင်4000နဲ့မှာ9နှလုံးပဲရှိသေးတယ်3လုံးပေါင်းခြင်း3ဖြစ်ဖို့ဆိုရင်9လိုနေတာဖြစ်ပါတယ်ဗျာနော်လွတ်နေတဲ့အနီရောင်4000နဲ့မှာ9ဖြည့်လိုက်မယ်ဆိုရင်ကျွန်တော်9 9 5 3လုံးပေါင်းခြင်းက3ရပြီးမှဘဲဥပေါင်းခြင်းရဲ့နှစ်ခက်လေးကိုရတော့မှာဖြစ်ပါတယ်ဗျအဲ့တော့ဒီဆိုင်လေးရတော့9ထိပ်စီလေးဖြစ်ပါတယ်အဲ့ဒီ9ဒီပြီးခဲ့တဲ့ဘက်ကကျွန်တော်ကြံခဲ့တဲ့ကဏ္ဍလေးလည်းဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေများက9ထိပ်လေးကိုကြိုက်တယ်ဆိုရင်လည်းမိမိအကြိုက် one chain break များနဲ့တွေ့ကတ်နိုင်ပါတယ်ဗျာအဲ့နောက်ပိတ်လေးကိုရဖို့အတွက်တော့ကျွန်တော်တို့အနက်ရောင်4000ကိုပေါင်းမယ်ဗျာအနက်ရောင်4000နဲ့မှာတော့1ရယ်2ရယ်8ရယ်3လုံးရှိပါတယ်ဗျ1 2 8အဲ့ဒီ3လုံးပေါင်းခြင်းက1ရတယ်ခင်ဗျာ1ရတဲ့ချိန်အနက်ရောင်ဘဲဥတွေက3လုံးပေါင်းခြင်းကလည်း1ဖြစ်ရမယ်ပေါ့နော်ဒီလိုမှလည်းကျွန်တော်တို့အပြာရောင်ပန်းရောင်နဲ့ဒုံးပင်မြောက်တူညီတော့မှာဖြစ်ပါတယ်ဗျပန်းအနက်ရောင်ဘဲဥတွေမှာလောလောဆယ်8သလုံးပဲရှိသေးတယ်နှလုံးပေါင်းခြင်း1ဖြစ်ဖို့ဆိုရင်တော့3လိုနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနက်ရောင်လွတ်နေတဲ့ဘဲဥတွေမှာကျွန်တော်3ဖြည့်လိုက်မယ်ဆိုရင်8 3ပေါင်းခြင်းက1ဆိုပြီးမှအနက်ရောင်3လုံးပေါင်းခြင်းနဲ့တူညီသွားပြီးတော့ကျွန်တော်တို့3နောက်ပိတ်လေးရရှိသွားမှာဖြစ်ပါတယ်ဗျဒီဆိုင်လေးရ3နောက်ပိတ်လေးဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေကထိပ်စီးဆိုင်ကောနောက်ပိတ်ကလေးရောလေ့လာပြီးပြီဆိုတော့အကြိုက်တာလေးနဲ့လည်းတွဲကတ်နိုင်ပါတယ်ကျွန်တော်ကတော့ဆိုင်ရ9ထိပ်3ပိတ်ဖြစ်တဲ့အတွက်ကြောင့်9 3ဒီတကွက်ကောင်းဖြစ်ပါတယ်9 3ဩပါမယ်ရန်ကွက်ဒုတိယဩကွက်အနေနဲ့ကတော့9တစ်ပေါ့နော်9တစ်ရတဲ့ပေါ့နော်ထိပ်စီး9ထိပ်စီးကတော့အရှိကအခုကျွန်တော်ပြထားတဲ့ site လေးပါပဲတစ်နောက်ပိတ်ကတော့တခြားပုံစံလေးဗျာနော်ကျွန်တော်ဒီထဲမှာဆွဲမပြတော့ဘူးဒါကြောင့်မလို့9တစ်ကိုတော့ဒူအောအနေနဲ့ကျွန်တော်ထားပေးထားရဗျ9ထိပ်နဲ့ပတ်သက်ပြီးတော့ရန်ကွက်3ကွက်ပါမယ်ဗျ3နောက်ပိတ်နဲ့ပတ်သက်ပြီးတော့လည်းရန်ကွက်3ကွက်ပါပါမယ်9ထိပ်နဲ့က9 8 9 9 9 5ဖြစ်ပါတယ်3နောက်ပိတ်နဲ့က1 3 8 3 9 3ဆိုပြီးမှကျွန်တော်ရန်ကွက်ကတော့6ကွက်ပါဗျထိပ်ပိတ်ဆိုင်လေးဆိုတော့ကျွန်တော်ကတဲ့တော့ရေးထားပါတယ်ကျွန်တော်မိတ်ဆွေကတော့မိမိညံလေးနဲ့ချင်းချင်းပြီးတော့အာတင်းရင်လည်းအာပေါ့ဗျာနော်အဲ့တော့ပေါက်ကနန်းလေးဖြစ်ဖို့ကြိုးစားပေးထားတဲ့ site လေးဖြစ်ပါတယ်ကျွန်တော်တို့ဒီမိနက်ပိုင်းမှာsite လေးအတိုင်းလေးဆင်းလာပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဗျာအားလုံးပဲဗောနော်ကျွန်တော်ရဲ့ကနန်းလေးတွေနဲ့ပေါက်ပြီးတော့ပြုံးပျော်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ဗျာကျွန်တော်ကိုမာတီဖြစ်စေမန်တီဖြစ်စေလက်ခံအားပေးကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ကြောင်းဒီနေရာကနေပြောလိုက်ပါရစေဗျာအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲရပ်လိုက်ပါမယ်ခင်ဗျာ